လျှက်စစ်မီဒီကိုအော်တိုအဖုံးပိတ်လုပ်ပေးမယ်ဒီပစ္စည်းလေးကျိုးစင်တဲ့နည်းကိုလူတိုင်းနားလည်နိုင်တဲ့ပုံစံနဲ့ပြောပြပေးပါမယ်လုံးလို့ရေးထားတဲ့အနီရောင်ကြိုးစာလေးရဲ့ line လို့ရေးထားတဲ့အနက်ရောင်ကြိုးစာလေးရဲ့ neutral လို့ရေးထားတဲ့အဖြူရောင်ကြိုးစာလေးရဲ့ဆိုပြီးတော့ကြိုး3စာပါတယ် AC 220ဖို့တော့ဒီ plug ကနေပြီးတော့ပေးမယ်လျှက်စစ်မီနေရာမှာဒီမီလေးကိုကျွန်တော်သုံးထားတယ်အဲ့တော့ကျွန်တော်တို့ပထမအဦးဆုံးအနေနဲ့ AC plug မှာရှိတဲ့ကြိုးတစားနဲ့ကိုအသုံးပြုမဲ့လျှက်စစ်မီရဲ့ကြိုးတစားကိုပထမအဦးဆုံးအနေနဲ့ပေါင်းလိုက်မယ်ဒီပစ္စည်းမှာရှိတဲ့အဖြူရောင်ကြိုးစာလေးနဲ့ထပ်ပြီးတော့ပေါင်းလိုက်မယ်ဒီလုံးလို့ရေးထားတဲ့အနီရောင်ကြိုးစာလေးနဲ့ဒီမီးမှာရှိတဲ့ကြမ်းတဲ့ကြိုးတစားနဲ့ကိုကျွန်တော်တို့ကဆက်လိုက်မယ် line လို့ရေးထားတဲ့ဒီအနက်ရောင်ကြိုးစာလေးနဲ့ဒီ AC plug မှာရှိတဲ့ကြမ်းတဲ့ကြိုးတစားနဲ့ကိုဆက်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကကြိုးစင်လို့ပြီးသွားပြီပေါ့နော်ဒီပစ္စည်းလေးကလျှက်စစ်မီဒီကိုလူကိုယ်တိုင်အဖုံးပိတ်လုပ်เสียရမလို့ပဲနဲ့နေ့ရောက်လို့ရှိရင်လျှက်စစ်မီဒီကိုပိတ်ပေးမှဖြစ်ပြီးတော့ညရောက်လို့ရှိရင်လျှက်စစ်မီဒီကိုအော်တိုဖွင့်ပေးမယ်ပစ္စည်းလေးဖြစ်ပါတယ်เนาะဒါဒီပစ္စည်းလေးကိုကိုယ့်အတွက်အသုံးလို့တဲ့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်အခုပြပေးထားတဲ့စီမှာဆက်သွယ်ပြီးတော့ဝယ်ယူလို့ရပါတယ်เนาะ